ဝန်တတီဘာလဲကျုပ်တို့စီရပစ္စည်းတွေကိုမယူတော့ဘူးဟုတ်လားဈေးနှုန်းလားရှုံတာတန်ကခမ ्या ကိုဘလောက်ပေးလို့လဲကျုပ်ထက်20ကျပ်ပိုတက်တာတယ်ဟုတ်လားမဖြစ်နိုင်တာသူ့အရှုံးခံပြီးလုံနေတာပဲရှုံတာတန်ကကျုပ်တို့ဖောက်တယ်ဒီကိုလူနေပြီကျုပ်တို့ထက်တချင်းကို20ကျပ်လျှော့ပြီးဈေးဖြတ်နေတယ်ဟုတ်ကိုကြီးတဲပေးတဲ့သူကဖုံးဆက်လာတယ်ကျုပ်တို့ကိုစက်မသွင်းတော့ဘူးတဲ့ရှုံတာတန်ကသွားပြောထားလို့နောက်ဆိုသူ့စီပဲသွင်းတော့မယ်လို့ပြောတယ်သူကတော့တကယ်ပဲလမ်းစားတစ်ခုမှချက်မထားဘူးပဲဒါရီမကသေးဘူးဟိုက်ကောကကုန်တင်ကားတွေခေါ်ထားတယ်လို့ကြားတယ်ညနေကျရင်စက်ပစ္စည်းတွေလာသေးတော့မှာရက်လိုက်စမ်းခမ ्या တို့ကိုဘသူကတိတ်ခိုင်းလို့လေငါလीဒီနေရာမှာငါလည်းအစီပါတာပဲငါဝေစုကိုငါတေးတာပြဿနာမရှိပါဘူးနော်မင်းကတပြားမှတော့မစိုက်ထုတ်ဘူးပဲနဲ့စာချုပ်ပေါ်မှာအတိအချရေးထားပြီးသားမကြည့်နိုင်ရင်သွားတိုင်လေဟာဟာဟာအားကျူကြီးအားတော့နားတယ်ဗျာရှုံတာတန်ပေးတဲ့စီကအရန်တက်တာနေတော့ကျုပ်တို့လည်းသူ့ဖက်ပဲပြောင်းလိုက်ရတော့မယ်ကျုပ်တီးပါပြီဟုတ်ကိုကြီးကျုပ်တို့မှာဆက်အဟောင်းကြီးတစ်လုံးမဲ့ကြံတော့တယ်တေးသွင်းတဲ့သူဘက်ကလည်း3နှစ်အတွင်းသူ့စီပဲသွင်းမယ်ဆိုတော့ကျုပ်တို့ဘာဆက်လုပ်ကြမလဲဖောက်တဲ့6ယောက်လုံးထွက်ပြေးကုန်ပြီရှုံတာတန်အကုန်လူသွားတာသူပေးတဲ့ဈေးနှုန်းမျိုးနဲ့ကျုပ်တို့ဘလို့မှလုပ်လို့မရဘူးအထင်းဝင်ခဲ့ပါအပြင်မှာအေးတယ်ဟုတ်ကိုကြီးကျုပ်ခမ ्या ဒုက္ခရောက်ရတာအစကတည်းကကျုပ်တာသူ့ကိုအဆုမဝင်ခိုင်းခဲ့ရင်အဲ့ဒီလိုစ